ဒီလိုကြကျွန်တော်ရဲ့ရက်ရအားလုံးပေါ့နော်ဒီစံပြချင်းတွေရောဝန်တို့တွေရောဟဲဗီတွေရောကျောင်းဆရာလေးကိုမင်းကိုပါဒီကျောင်းမှာကျောင်းဆရာလုပ်ပါတယ်အဲဒီကိုကျွန်တော်တက်ကြတပိတ်ကိုပြောပြမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီနေ့ချင်းလေးတစ်ပုတ်လောက်တော့ဒီစုံပဲပေါ့ခင်ဗျာဒီကိုလည်းအားပေးပါဒီပီဆရာလေးကျောင်းဆရာလေးကိုမင်းကိုလို့ခေါ်ပါတယ်ခင်ဗျာကိုရထာန်ကြီးဆိုတဲ့ချင်းလေးကိုဒီစုံပေးမှာဖြစ်ပါတယ်ဒါတွေပဲဒီပါစစရရဒီလိုအားပေးကြပါဦးဗျာဘယ်လက်တန်လေးနဲ့နားထောင်ပါဗျာ
မှားယူနေရှိခဲ့ရင်ဒီကခွင့်လုပ်ပေးပါခင်ဗျာ